အမြဲမရွေးစားသူကျွေးတောင်းသူပြီးလို့ဒါနာပဲလေးချူမွေမြင်ရသူဘဝအေးနွေးနွေးထွေးထွေးအပြုံးလေးနဲ့စေရနာတစ်ထမလေးလူမလေးရဲ့ခက်တယ်လုံးတယ်ရှင်တွေစေနာတွေကပီတိဖို့ပြုလို့နေပါတယ်တောင်းသူပြီးလို့ဒါနာပဲလေးချူမွေမြေရသူဘဝအေးနွေးနွေးထွေးထွေးအပြုံးလေးနဲ့စေတနာတစ်ထမလေးလူမလေးရဲ့ခက်တယ်လုံးတယ်ရှင်တွေစေနာတွေကပီတိဖို့ပြုလို့နေပါတယ်သမီးလာကညာကိုနာတာငါပြောတာလာလူလေးမြည်ရင်တွေရှင်လောင်းလေးလေးပြောချစ်သမီးလာကညာကိုနာတာငါပြောတာလာလူလေးမြည်ရင်တွေရှင်လောင်းလေးလေးပြောဝတ်တုံမြေကြီးတုံခမန်းစိုးချက်ပေးလူတဲ့ပေးမကျွေးမစင်တဲ့မရွေးဒါနောက်စီတွေလွမ်းဝတ်တုံမြေကြီးတုံခမန်းစိုးချက်ပေးလူတဲ့စေရနာကျိုးတိုးတက်လို့သာဒါနာတကူကောင်းညိုချမ်းသာစေရနာကျိုးတိုးတက်လို့နေမှာအခါတနာမပါဘူးတို့လူတော်အခါတနာမပါဘူးတို့လူတော်မြမစီရတီလို့ဆိုမြမစီရတီလို့ဆိုလူဝဲချိန်တဲ့မြူလို့ပြောလူဝဲချိန်တဲ့မြူလို့ပြောအလူတကာအလူမစိတ်တူကိုတူဒါနာဥစရုံညီမမြူလို့သမီးလာကညာကိုနာတာကပြောတာလာလူလေးမြည်ရင်တွေရှင်လောင်းလေးလေးပြောချစ်သမီးလာကညာကိုနာတာကပြောတာလာ
တ်တုံမြေကြီးတုံခမန်းစိုးချက်ပေးလူတဲ့ပြီးမင်းကျွေးမင်းစစ်တမ်းမရွေးဒါနာစိတ်တွေလွမ်းဝတ်တုံမြေကြီးတုံခမန်းစိုးချက်ပေးလူတဲ့ပြီးမင်းကျွေးမင်းစစ်တမ်းမရွေးဒါနာစိတ်တွေလွမ်းဒါနာတကူကောင်းညူချမ်းသာစေရနာကျိုးတိုးတက်လို့သာဒါနာတကူကောင်းညူချမ်းသာစေရနာကျိုးတိုးတက်လို့နေမှာပကတနာမပါဘူးတို့လူတော်ရွေရောတစကူကံမကုံအာယုန်နဲ့ပြောကတော့ရွေမင်းသားရဲ့သေးသေးတိတ်သက်ထရွေနေသေးသေးကဲပလဝေသာလီကောတလနဲ့မကဒါတိုင်းသားတွေတည်ဆုံးညင်ခုံအော်ပြောရွေမကုံဆိုဒီမှာကြောင်းတော့မရှိတော့တစ်တပင်ရင်မအိပ်ရတော့ဝါဒီယိုရင်မတဲ့တုံရတော့တာကီနွယ်နဲ့တွေ့တိတ်တထနဲ့သားလေးရဲ့အိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်စားဟင်းလျာတွေဖုံးပေးနိုင်ပါမလားနော်အတင်းဆုံးမြင်ဆုံးအော်ပြောရွေမကူဆိုဒီမှာကြောင်းတော့မရှိတော့တစ်တပင်ရိတ်မှအိပ်ရတော့ဝါဒီယိုရိတ်မှတဲ့တုံရတော့တာကီနွယ်နဲ့တွေ့တိတ်တထမင်းသားလေးရဲ့အိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်ရ
မနေရင်သိစီသိခံချစ်ချအားထုတ်ဟုံးမလွယ်ပါဟုံးမလွယ်ပါယဟန်ဆိုဒီမှာယောက်ျားမြတ်တို့အလုပ်ဖြစ်သည်လူကိုဓမ္မမြတ်စွာပြန်လောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်လူကိုဓမ္မမြတ်စွာပြန်လောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်စီကားလာတာရာဇဝဲစတင်လောက်အောင်ပမာပြမဲ့တို့ရဲ့လူတော်ဒီနေ့လူရဲကြတဲ့အလူဝဲကြီးစီကားလာတာရာဇဝဲစတင်လောက်အောင်ပမာပြမဲ့တို့ရဲ့လူတော်ပါပြောစရာကောင်းတဲ့လူတော်မဟာတရားတရားကစေတနာတန်တရားတရားကစေတနာတန်ပြောစရာကောင်းတဲ့လူတော်မဟာဒီကိမနိဗ္ဗာန်ကိုကြည်သူလိုပြုတဲ့အလူတော်အလူမကြီးရဲ့ရွှေရင်မှာအလူမကြီးရဲ့ရွှေဘဝမှာနှလုံးပီတိချာတာလို့ခေါ်ကြပါအလူရှင်များရဲ့ပီတိရှင်ဝေချာဒီနေ့လူတန်းများတဲ့အလူဝဲကြီးစီကားလာတာရာဇဝဲစတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ဒီနေ့လူတန်းကြတဲ့အလူဝဲကြီးစီကားလာတာရာဇဝဲစတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ပါပြောစရာကောင်းတဲ့လူတော်မဟာတရားတရားကစေတနာတန်တရားတရားကစေတနာတန်ပြောစရာကောင်းတဲ့လူတော်မဟာဒီခေတ်မှာနိဗ္ဗာန်ကိုရည်စူးလို့ပြုတဲ့လူတော်အလူမကြီးရဲ့ရွှေရင်မှာအလူမကြီးရဲ့ရွှေဘဝမှာနှလုံးပီတိညာတာလို့ခေါ်ကြပါအလူရှင်များရဲ့ပီတိရှင်ဝေချာမေမရီကဒီတရောလုံးမှာအလူတကားအားလုံးကမင်းဝေတယ်မှာအလူမမေမရီကဒီတမျိုးလုံးမှာအလူကြီးပေးရမှပြောကြလူတွေပါစေတနာကလည်းဖြူတရားကလည်းတူမနှောစိတ်တူဒီအလူမေမရီမျိုးဝေတယ်ပါရမီရင်သူမှာတရားနဲ့လူတာရုခေါ်ဝေတယ်ထုတ်လို့လူရဲ့အလူတော်အ
လာတာရာဇဝင်စတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ပါဒီနေ့လူတွေကြတဲ့အလူဝင်းကြီးစီကလာတာရာဇဝင်စတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ပါပြောစရာကောင်းတဲ့လူတော်မဟာတရားကစေတနာတန်တရားကစေတနာတန်ပြောစရာကောင်းတဲ့လူတော်မဟာဒီခေတ်မှာနေပါနဲ့မူရည်စူးလို့ပြုတဲ့အလူတော်ပါအလူသားကြီးရဲ့ရွှေရင်မှာအလူမကြီးရဲ့ရွှေဘဝမှာနှလုံးပီတိပြန်တာလို့ခေါ်ကြအလူရှင်များရဲ့ပီတိရွှေဝေညာ စီကလာတာရာဇဝင်စတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ပါဒီနေ့လူတွေကြတဲ့အလူဝေးကြီးစီကလာတာရာဇဝင်စတင်လို့ပမာပြမဲ့တို့ရဲ့လူတော်ပါပြောစရာကောင်းတဲ့လူတော်မှာတရားကစေတနာတန်တရားကစေတနာတန်ပြောစရာကောင်းတဲ့လူတော်မှာဒီခေတ်မှာနေပါနဲ့လူရည်စူးလို့ပြုတဲ့လူ
အဘေဝါမန္တိလတာနရှဝန္ဒပဇာယေတောရေကိုခြင်းတရားမြတ်လို့ခြင်းတရားပူဇော်ခြင်းတရားအယောသေလည်းမြတ်တရားမြတ်တော်မူသောဘုရားတရားသံဃာတို့သောယန္နာမြတ်သောမာရုကိုယောသေမြတ်တော်လုံးဟော၍ရှေကောဘုဇောမြောင်းနှလျောတော်ကြောင့်မြတ်တဲ့ယရဏတရားမနမနရဝကုသောကံစိရဏသရဏလောလောဘနတဝါငါးပါးသောသီလတော်မြတ်တို့ကိုခါယောသတိယခြင်းတို့သောသီလကုသောကံစိရဏယနေ့ဘုရားရှင်နာကရှင်ဟာယဟန္တာကယမမြတ်ပြကြသောလူတကာယေုံမေစေကောကလပေလူတကာမတော်တင်ထွေမိသားစုတို့ကမိမိတို့ရဲ့အဓိညာသာယနာသမီးရဏတို့ကိုသာရဏဘောသောသောသေယအာနာတယသသေကိုကေယကသာဝရရှိသောမြေတော်သင်္ကပရိကေနိတကွာလူရဝေယတရားမြတ်တို့ကိုစုတာလူရခြင်းတို့သောဒါနကုသိုလ်ကံမင်္ဂလာယောဘုဘကျွေတော်ဘောသတိจิตတို့သောမေသောရှင်အမပြည့်သူတော်မေသောမြေတို့ဟာယောယဘဝဗုဒ္ဓနာမနေ၍ဝါညံသူဝါသာတို့ခေါ်နေပါစေခြင်းကြောင့်ကအမြတ်တပရိယာခြင်းတို့သောပဋိဒါနဘုရောကံမင်္ဂလာယောဂတမြတ်ဘုဒ္ဓနာတွေဘောဘာကတို့အမြတ်တပိဝေကအလိုဝရဝဝေဝေယဝဆာဆောင်ရရခြင်းတို့သောဝေယဒုတိယံပိအဟမန္တေဣတရာနေနသဟဘေသတိလံဓမ္မယသာမိအနောကံတတဝါဒီလံဒေသဘေမန္တေတာတိယံမိအဟမန္တေဣတရာနေနသဟဘေသတိလံစိတ်မှာဆွဲအမြဲရှိကမမိမယတရားကိုပဲစိတ်မှာဆွဲအမြဲရှိကမမိမယသာငါကိုပဲစိတ်မှာဆွဲအမြဲရှိကမမိမယဒါရိယမိဘုရားသရဏံကိစ္ဆာမိဒါရိယမိဓမ္မသရဏံကိစ္ဆာမိဒါရိယမိသံဃံသရဏံကိစ္ဆာဒါနဝိရမိသက္ကဗရသမရိယာမိကာမေသောမေသသရဝိရမိသက္ကဗရသမရိယာမိဘောဓဝါဒဝိရမိသက္ကဗရသမရိယာမိသုရာမေရယမေသဗ္ဗမတ္တဒါနဝေယမနိသက္ကဗရသမတိယယမေတိလံဘောရိဉာဏတပစ္စယောဟောတုဣဒရာနေနသာပစ္စင်္ဂသီလဓမ္မသရတတ္တဝါအပမဒေနသီလသမ္ပါဒိတာမင်္ဂလာရှိသောနမေခေကာလခန္ဓာမယတွင်ယန္တကယမမြပြကြသောဘုံဝေစေခောကလပေဒုရကမကြီးတော်တင်တွေတို့မိသားစုတို့သည်ဧကမောဆရာတော်ဘုရားကြီးနဲ့တကွဆရာတော်ဘုရားကြီးတို့အားသိက္ခာတတ်ခြင်းမိမိတို့ရဲ့တည်ကြသောယန္တာဆွေတော်မျိုးတော်အပေါင်းတို့အားလည်းပဲသာသနာပေါင်းတို့သွင်းခြင်း
ဘုဒ္ဓကောင်းမှုစုတော်ကိုပြုလို့အားထုတ်၍သရဏအမွေကိုခံယူကာမိဘကျေးဇူးဆက်ဆွေမျိုးတို့ကိုကျေးဇူးဆက်သောအဖြစ်ကုသိုလ်ရဘုရားလာကိုမြတ်တဲ့ပြု၍ခြင်းပြုသောကုသိုလ်ကောင်းမှုစုတော်ကိုပြုလို့အားထုတ်၍ဒီနေ့ဘာလုံးနေကြတယ်လို့မေးရင်ဒါဥစဉ်အစကစဉ်းစားလာတဲ့ကောင်းစဉ်ကတစ်မျိုးပေါ့နော်ကိုဒီလေးကြည့်လိုက်တော့ပရိသတ်တွေပူနေတာမဟုတ်ဘူးလားအပူဘူးလားရာဇဝုကအဖက်တည်းပူပြင်းတာဖြစ်တဲ့အတွက်ပူပြင်းနေတယ်ပေါ့နော်ဒါကြောင့်ပူနေတာနဲ့ဆက်ပြီးအောင်ပေါ့လေဒါကြောင့်ဘုရားအားလုံးဒီနေ့လူရှင်လူမမြတ်တဲ့ဘာဗျာနာပရိသတ်ပေါင်းတော်ပေါင်းတို့သည်မိလောင်ခန္ဓာအမျက်ရှာနေကြတာနော်ဒါကြောင့်မိလောင်ခန္ဓာအမျက်ရှာဆိုတဲ့တရားတော်ကိုဟောပြောပြတာပြမှာဖြစ်ပါတယ်ယောဓမ္မကရဒေသနာဘောတိကြာကြာနာဝညောမြတ်သည်ဒေသကတော်တဲ့အခြင်းဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝေညနာညာနေနာအပေါင်းကိုအကြောင်းစုံလည်းမအမှန်ပြေပေါ်သဗ္ဗညနာညာတော်ဖြင့်ဇာတိဓမ္မသစ္စာအမြတ်ကြီးရတရားကိုဘာသာနာတိသောသာကိုစေတိမြင်တော်မူပါပေဒေသနာမမိတော်မြတ်စွာဘုရားဤသွဲသွဲဖြင့်တွေ့ရမြတ်ပေတရားရှင်ဒီကိုလည်းဘာသာနာတိသောသာကိုစေတိမြင်တော်မူပါပေအာရယံသင်္ကရမြဝေနေယတွေ့ရစန္ဒယသံတရားကိုလည်းဘာသာနာတိသောသာကိုစေတိမြင်တော်မူပါပေဒါညနာသမိကတိယမန္တပြတရားလုံးသောဝရဘကုတိဇွန်နေဘေဘဝေဒီတရားဟောရမယ်ဆိုတဲ့တရားဟောဖို့ဟောဒီကိုလည်းဘကုတိဇွန်နေဘုရားသာလိုက်ပါ၏မြတ်စွာဘုရားအလုံးမဲ့တာကိုလည်းပဲလက်ဆိုကြအောင်တရားနာကြမြတ်ဝေနေယောဂကင်းမရဲ့တက်တာရှိဇာတကိုစေယုပိလယံဝေဇာတကိုစေယုပိလယံဝေဘေကတိအေးကြပါစေကဘာဘောရှိမြလာဝေနေယောဂံကင်းမရဲ့တက်တာရှိယဝေဇံတောသောကောရဝိနာတတုမာဒေဝတောတရာယသုကေတေကယုကဘဝသဗ္ဗေရိယသောမြတ်ပြပေကလေးများတို့သည်ဝိဝေဇံတုကိမတွေ့သောရှောင်ဝဲကြပါစေကုန်သောသာစေခြင်းသောကတရားတို့သည်၎င်းရောဂသကအနာရောဂမျိုးမျိုးတို့သည်၎င်းအာနရယနရမသမြတ်တို့သည်မဘောဒုမပြကြကုန်သည်ဖြစ်၍သုခေသုခေနကိုစိတ်နှပြကျမ်းမှချမ်းသာကြသည်လျက်အာယုရိလာတရားကျော်တတ်သောကျော်လာနိုင်ကြကုန်သည်ဘဝတုဘဝတုမိတွေလောင်နေတဲ့အာရယခန္ဓာအင်ကြီးဒီဆရဘာသောမိတွေလောင်နေတဲ့ခန္ဓာအင်ကြီးပါလားကိုယ်ခန္ဓာကိုပြန်ပြီးတော့တတိထားကြည့်လိုက်တော့ဒါဆိုရင်အပြည့်မှာကိုယ်ခန္ဓာကိုသိတော့ငါခန္ဓာအင်ကြီးကလောဘမိတွေလောင်နေတဲ့ခန္ဓာအင်ဒေါသမိတွေလောင်နေရတဲ့ခန္ဓာအင်သောကမိတွေလောင်နေရတဲ့ခန္ဓာအင်ပရိဒေဝမိတွေလောင်နေရတဲ့ခန္ဓာအင်ဣဒ္ဓမေစရိယမိတွေလောင်နေရတဲ့ခန္ဓာအင်နောက်ဆုံးမှာဇရာမိပြန်နေမိမရဏမိတွေလောင်နေရတဲ့ခန္ဓာအိဆိုကိုယ်ခန္ဓာအိကြီးကိုမိလောင်နေတဲ့အိတွေကဲ့သို့မြင်ကြည့်ပါနော်ဒါဥမာပေးလိုက်ပြီနောက်ဆိုအပြင်းမှာအိတွေမိလောင်နေတယ်ဆိုရင်မိမိရဲ့အိမိလောင်နေတာကိုတပါးသူတွေကမြင်လို့တတိပေးတယ်ဟဲ့အိဒီမိလောင်နေပြီလို့ပြောရင်
လူတယောက်တယောက်ကတွေ့ရင်ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရင်ငါအိမ်ကြီးမိလောင်နေပြီလို့သိရင်နံပါတ်1မိကြီးပဲမိကြီးလို့တော့မရတော့ဘူးဒီအကြီးကတော့ပြန်ကြမှာပဲအေးမှာပြန်ကြတော့ပြင်သိမ်းမှာပေါ့ဟာဒီမှာစာချုပ်စာတမ်းတွေရှိတယ်ဒါကမြေကရန်လို့အင်္ဂရန်လို့ဒါတွေကရွှေထုတ်လို့ဝေထုတ်လို့ဆိုရင်တန်ဖိုးကြီးတဲ့အရာကိုရင်သိမ်းမှာပေါ့တကယ်လို့များကိုကမေ့လျော်ပြီးတော့ရွှေထုတ်ဝေထုတ်ထားတဲ့နေရာကတနေရာအိုးခွဲတွေတန်ဖိုးနေတဲ့အိုးတွေခွဲတွေတန်ဖိုးနေတဲ့ခေါင်းတို့အထုပ်ကြီးပြီးတော့ခေါင်းကတန်ဖိုးတော့နေတယ်ပေါ့ကိုကရေကောင်းလေးစီးပြီးတော့ထူပူပြီးတော့ပြီးပြီးတော့တော်သေးတာပေါ့ဆိုရင်တကြက်ဆိုရင်တရားကြောနေတော့ပြီးတော့အိမ်ပြန်ဆောင်တယ်ဆိုရင်ဖြစ်နေတယ်မဖြစ်နေဘူးလားငါကတော့ခေါင်းအလုံးတရားလုံးသိမ်းထားတဲ့ကွယ်ခေါင်းအလုံးတရားလုံးသွားရောက်တော့အိမ်ဆောင်ရပါမလားမရနိုင်ဘူးဒါလေးကိုစိုက်ကြည့်ပေါ့နော်ဒါဆိုရင်ဦးဇင်းတို့ဒီကိုယ်တော်ကောင်းဝင်ပြုနေကြတဲ့ပုဂ္ဂိုလ်တွေနော်သူအိမ်နဲ့ဥမာကြည့်ပြီးဩဟုတ်တာပဲအိမ်ထဲမှာမိလောင်နေတယ်လို့သူညာကတတိပေးရင်ဩငါအိမ်ထဲမှာတော့မိလောင်နေပြီတန်ဖိုးကြီးတဲ့ယန္နာတွေကိုအရင်ဆွဲထုတ်မယ်ဆွဲထုတ်တော့ဗာဖြစ်လေဆွဲထုတ်ရင်တကယ်လို့များအိမ်မှာမိတော့လောင်နေတယ်ဟာစီလုံးကနေနားရှိတယ်မိအခုခံပြီးတော့အတင်းဝယ်ဆွဲမှာပေါ့နော်အေးကြတော့အဲ့ဒီအိမ်ပြီးလောင်တဲ့ဇဲကနေပြီးတော့ကြံပြန်ထူးပူပြီးတော့ဆွဲလိုက်တာအမှားကတော့ရွှေတွေပွေးတွေကတော့ဒီထဲမှာသွားပြီတချို့အိပ်ပြောနေလို့တချို့သတိမနေလို့တချို့ကတော့အင်းကောင်းတွေစီးပြီးတော့ထူးပူပြီးတော့ဘာသိလို့သိရမှမသိတဲ့အတွက်ဘာမှမသိရတဲ့ပုံကိုယ်တွေလည်းပဲကြုံတတ်တဲ့အာအမိတဲ့အကုန်ပါသွားပြီကွာဆိုရင်မိမိရဲ့အိမ်ရှိမှထိုင်ပြီးတော့မောယောကအလွဲတွေဗတ်တတ်နေမယ်လေပေါ့နော်အဲ့လိုတွေကြုံရမှာပေါ့ဒါဆိုရင်အဝေစီဘဝေအာ
ရှိတဲ့အချိန်ခါမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီထင်ရဲ့မင်္ဂလာသချင်းသေးသွင်းလူကြီးညာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့ခါမင်္ဂလာရှိတဲ့အချိန်ခါမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီထင်ရဲ့မင်္ဂလာသချင်းသေးသွင်းလူကြီးညာ အမှန်ဝါဒပြွခွေးလိုလိုပေးနေပါတယ်ဒီလူဒီစမှုတော်မှာစီကားတဲ့အလူခွေးအမှန်ဝါဒပြွခွေးလိုလိုပေးနေပါတယ်ဒီလူဒီစမှုတော်မှာစီကားတဲ့အလူခွေးဆိုင်ဝိုင်းပိတ်သိကြောတိုင်းဝိုင်းပိတ်ကြောပါတယ်လူတကာလူမတို့ပဲဆူလို့စွချလို့ရဲ့ပြောကြပြောမဝပါရဲ့ဘိုးဘွားမိသားအမျိုးများကြီးကဦးထိတ်တင်ငါရဲ့မဟာပြုံးချေတရားလုံးတည်တာအနီးရောက်ချီးမြှောက်ကြတဲ့ဧည့်သည်တွေကိုကွယ်အေးဝချီအောင်အိတ်ခံလို့ရဲ့ဒါနဖို့သမျှဝဲလာသမျှပြောကြတယ်ပြောနှလုံးနဲ့ပြောမဆုံးကြတယ်ဒီအလူဒီစမှုတော်မှာစီကားတဲ့အလူခွေးဆိုင်ဝိုင်းပိတ်သိတော့တိုင်းဝိုင်းပိတ်ကြောပါတယ်လူတကာလူမတို့ပဲဆူလို့စွချလို့ရဲ့ပြောကြပြောမဝပါရဲ့ဘိုးဘွားမိသားအမျိုးများကြီးကဦးထိတ်တင်ငါရဲ့မဟာပြုံးချေတရားလုံးတည်တာအနီးရောက်ချီးမြှောက်ကြတဲ့ဧည့်သည်တွေကိုကွယ်အေးဝချီအောင်အိတ်ခံလို့ရဲ့ဒါနဖို့သမျှဝဲလာသမျှပြောကြတယ်ပြောနှလုံးနဲ့ပြောမဆုံးကြတယ်ဒီအလူဒီစမှုတော်မှာစီကားတဲ့အလူခွေးဒီစမှုတော်မှာစီကားတဲ့အလူခွေး
နာထက်သန်စွာနေနေပဲရင်မှန်လန့်တဲ့ယူမေလူ ပေါင်းတွေတာလို့ခေါ်မဲ့လူအလူရှင်အလူမပီတိနှလုံးဖျားကျင်းနှုံဆုံးမှာစိတ်စေတနာထက်သန်စွာနေနေပဲရင်မှလိုက်တဲ့ယူမဲ့လူလူရောမင်္ဂလာမတ်တဲ့ကြီးကစိတ်မြောက်ချေကရွှေရောက်တော့ပါလားပြောစီတဲ့နေ့ဒီလူလားပုဂ္ဂမုစာပရစေတနာအယုံနဲ့အမြဲမရွေးပါပြီးကံတဲ့လူအေးချမ်းတဲ့လူဒါနာတုံးလေးပါတော့မဲ့လူပြီးကံတဲ့လူအေးချမ်းတဲ့လူဒါနာတုံးလေးပါတော့မဲ့လူအလူရှင်ကြီးကအတော့ကအတန်ဒီမိတ်တာအလူမအဒီကနှဖျားနေကကိုတော့ကျုံမဲ့လူပြောစီတဲ့နေ့ဒီလူလားပုဂ္ဂမုစာပရစေတနာအယုံနဲ့အမြဲမရွေးပါပြီးကံတဲ့လူအေးချမ်းတဲ့လူဒါနာတုံးလေးပါတော့မဲ့လူပြီးကံတဲ့လူအေးချမ်းတဲ့လူဒါနာတုံးလေးပါတော့မဲ့လူအလူ
ရှင်ကြီးကအတော့ကအတန်ဒီမိတ်တာအလူမကြီးကနှဖျားနေကကိုလိုချူမဲလူ ပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုဒုဗန်ဝိုင်းနဲ့မင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်မြောင်မင်္ဂလာရီအောင်လန်တလူလူစီကပိုင်မြေလိုရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရှင်နီရဝင်းလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူနေပါဤမလို့ပြောစီတာတညာညာမစေဒါနာဘွေစင်ွယ်လို့ကိုတို့ယူအမခန့်လောက်စရာထူတဲ့အလူဒီနေ့ဥပဝေဆိုင်တော်တဲ့တွေပြီးတတ်တဲ့ဆိုတဲ့ဧကတာယဟန်ကရှေးကြီးအလူတော်မင်္ဂလာကိုဆောင်းဆိုင်ကပြည့်မျော်လေတောက်တနေတဲ့နန္ဒလင်းတောင်မှာရှိကြတဲ့တောင်ပိုင်းဘိုးဘွေးနဲ့တကွာနမိတ်မာလာအများတို့ဒီယနေ့အလို့ရှိရဲ့ဥမစေအမိရဲ့ကောစားကြတဲ့နမိတ်မိတ်မာလာထဲမှာငါရဲ့ညီမလေးဒီအမာကတော့ကုသိုလ်မပြေလို့ဝမ်းနေပါလေအဲကြောင့်ကုသိုလ်ပြီးဝမ်းနေအတွေ့ရောက်ရည်စင်းမှရည်စင်းမပါရဲ့အတွေ့ကြောင့်ဝမ်းနေမိပါလေအဲ့ဒီဝမ်းနေမိပါလိမ့်မယ်ဝမ်းမြောက်ပွဲရဖြေအတွက်အရှင်များကနာတဲ့တောင်မှာရှိကြတယ်နမိတ်မှာများနေတဲ့ကွတောင်ပိုင်ဘိုးဘိုးတောင်တန်းဘုံမသေကငကနာရှမ်းနာ
ရေခါနာပမာဏကလနာပြင်နာရှိသမျှတိုင်းနှရှင်ပေါင်းတောင်းပေါင်းတောင်းစနတောင်းချီမှရှိတဲ့ဒီဝနာပေါင်းတို့မသိမရှိမကြမမီရပါစေနဲ့မဖြစ်ပါစေပြီးရှိကာပြည့်မြင်ကာပြည့်ကြားကာပြည့်ဝမ်းမြောက်ဝမ်းသာသာတို့ခေါ်ရဧကမောချောင်းတဲ့သာသနာဟိတကာရီဒီမဲ့တော်တဲ့သို့တန်းဆိုင်မဲ့ကောကြွားရောက်ပါကြွားရောက်ပါရန်ကြွားရောက်ပါရဝဲဖိမေရကပြုပါတယ်ဒါကြောင့်သင်တို့၏အကြည့်အကဲပြေတော့ဒေဝနာပေါင်းတို့ကိုအရှင်မြတ်ကဖိမေရကပြုလိုက်မယ်ဆိုရင်သင်တို့လည်းပဲနောက်ဘဝအတူတကွကြာရောက်ပါရကြောင်းလေးများစွာကရုကရဝတရားရှိတဝိဖိမေရကပြုလိုက်ပါကုန်၏ဣဒာလောကေပမဒေဝလောကဒေဝအာကာသဒေဝသရလောကဘာလဒေဝဣဒဒေဝမဟာဗျာမအတိဒေဝသမ္မာဒိဋ္ဌိဒေဝသမ္မာသက္ကဝဒေဝသန္တဒေဝအရိမေတေယောဘောဓိသတ္တောဩလောကန္တိအဘိဒေဝမဟာရာဇာအဘိဒေဝမဟာရာဇာသဝရမရာရှိကပြေတော်ဒေဝနာပေါင်းတို့အာဂေသံလိအာဂေတရစီယောဤဧဒေဝအဝေရာဟောပြပိစာဟောအနိကာဟောသုအတနံကဝေအိသတယမေကလာဒနာတို့ဤဝပပိဝမ်းမြောက်ဖွယ်ရာရေစေသောကြတိမာကုသိုလ်ပြုကြကြပါစို့ယေနေအလုတယကကြီးဥငွေဆိုင်အလုတယကမကြီးရောတေတွေတို့မိတ္တသုရကနေပြီးကာလသိက္ခာတယဟခံရှင်ပြုအလုတော်မင်္ဂလာကြီးကိုပြင်းမြောက်လို့ဝမ်းမြောက်စရာရှိလို့ကြံရတဲ့ဘုရားတွေကလည်းပြယင်းနေ့မကြံရတဲ့ကအတူတကွတရားနာလာရောက်လာကြရတဲ့ဘုရားတကပြုလိုက်ပါ၏ဘုရားတကပြုလေအလွယ်စွာဘာခမီတော်ကြီးဆရာတော်ဗျာကြီးဦးဇာကရအမိအပါများပြကြကုန်သောဥကျေဆွေတော်ညာနာဥပိုးကျွေတော်ပေါ်တော်၎င်းဇနိပိကုတော်မေကောင်းရှိအမပိကုတော်မေကောင်းမြေတို့နဲ့တကွနာတဲ့တာမှာရှိရတဲ့ပုဂ္ဂိုလ်မှတည်းဟန်ဆိုင်မှာကွာဤကုသိုလ်တော်ရည်စေတော်ချအများပြေဝေရခဲ့တော်ရောက်ပါရအကြောင်းအရှင်များကနေဒီကာလဂရုကရဝဒရှိတာခါပြေပြိမန္တကပိယပါ၏သမဏဧမံဒါနံဗုဒ္ဓဘုခတောသံဃာဒေမနိဗ္ဗာန်သာဘယ်ဆယောဟောတုဤတံပုံညပါကသဗ္ဗသတ္တနံဘာစေမအရှင်ဘယတပည့်တော်တို့သည်ယရဏသောတံကံကာယိအကျိုးကိုယောဂိတာသောကမ္မတကရညာခန္ဓာ၅ပါးယောနာတရားတို့သည်ရှိမိုးချီမိုးရှိမိုးချီမိုးရှိမိုးတိမိုးထိုတဲ့ကိုကြီးသာသလေတော်မှာသာသလေတော်မှာတောင်းလေတော်မှာမဂ္ဂယေတော်မှာရှိကြကုန်သောဒေဝနာပေါင်းတို့အင်တို့အတွက်ကုသိုလ်အမြတ်အတိအချာပြေဝေပါ၏ကုသိုလ်အမြတ်အတိအချာပြေဝေချိန်မှာဘုရားမှုရှိသောသံဃာတော်ကိုအာယုန်ဤသံဃာတော်ရှင်မြတ်တို့အားသံဃာပဲကြာကြာနေတကွာဒါတဘအဆူဆူဝိပတိသာပြေတော့ကိုတရာတေနိဗ္ဗာန်ဤမှစေကလူတန်းပါ၏နိဗ္ဗာန်ဤမှစေကလူတန်းရသောဝိပတိသာပြေနှင့်ဟာခိုင်အောက်ခိုင်ငါပြောခိုင်အစာရှိသောသာသနာတော်ဤကိုယ်ရတော်တွင်၌ဆိုင်လေပြီး၆ချလမ်းမကောက်ပဲရောက်ရပါလို့ထိုတော်ဘာဝယင်လည်းကလည်းဒုက္ခပိဋကံယမအပေါင်းမကောင်းတဲ့ညမတွေးရပဲမကောင်းတဲ့ညမကြွားရပဲအဘအိဋ္ဌမင်္ဂလာကိုယောဂတာတိုင်း
ရရှိသောဤသို့ရေဖို့ရင်းနေဒါနသီလဘာဝနာသောတောကောင်းမှုမထာရဲအောင်ရှိကြကုန်သောတပည့်တော်တို့နှင့်အပိုင်းလည်းဆိုင်အနန္ရှိအနန္တုမောဖို့အကျော်တော်တို့၏ဘုဒ္ဓအမြတ်နေတော်ကိုသိဝေပါ၏အကျော်တော်တို့၏ဘုဒ္ဓအမြတ်သိဝေထေများဝမ်းမြဝမ်းသာရှိကြပါစေရန်နန္ဒနဲ့ကောင်းပေါ်အောင်စနကောင်းချေရှိကြကုန်သောဘုဒ္ဓကောင်းတို့ဘုဒ္ဓအမြတ်ဘုဒ္ဓအမြတ်ဝမ်းမြဖယားအာလူဝရဏဟောစုအာဘိအစာအတဝတ်အစာဝိယဘုဘိမံပရိသပေမြပေါ်ပါပြီးလူနာနိဗ္ဗာန်သောတထသာရာရှိမြေမောပြီးရပါဟုနတ်တေလေလာအခုရှိသောဝါတုံရေဤနေကြီးကိုသိသိပြီးသွားပြီနေငယ်လေးရဲ့မဲ့တဲ့ဒီကအခြေအနေမဘာမပြန်မဲ့သိသိပြီးသွားပြီဘောလောကအာရေတော်သေတော်မျိုးတော်ဒီကိုနမအစာရှိသောဘောဘောတို့သည်ရကြမကြံရချံမကြံဘာတော်ရေဤနေကြီးကိုသိသိပြီးသွားပြီရေကလေးရဲ့အဲ့ဒီတိခါအခြေအနေမဘာမပြန်တော့အပ်တဲ့သိသိပြီးသွားပြီဘောလောကဒီပါစေတည်းဒီပါစေသောအာလောအာလောအာလောနန္တေတာသံတေတာဘောင်းတေတာနန္ဒယေတာအပဒဆိုင်အဘိရောတို့နှင့်ဆွေတော်မျိုးတော်ပါသေသောဘုရားပေါင်းတို့အဖေအမေဦးကြီးဦးလေးအတော်ကြီးတော်လေးဧကုကြီးဧကုငယ်အမကြီးအမငယ်ဆွေတော်မျိုးတော်အပေါင်းတို့အကျော်တို့ရဲ့ကုသိုလ်ကုသိုလ်အမြအမြအမြယူတော်ရပါဘုရားအာထုအာထုအာထုအာလောအာလောအာလောအဘိတော်တို့ရဲ့အဖေအမေအဖိုးအဖွားဦးကြီးဦးလေးတော်ကြီးတော်လေးမကြီးမငယ်ညီကိုမနမစားရှိသောအပိုင်တဲ့ဆိုင်ဘုက္ခပေါင်းတို့ကုသိုလ်ကုသိုလ်ကုသိုလ်အမြအမြအမြယူတော်မူကြပါလောအာဓုအာဓုအာဓုအဲ့ဒါလေးဘုရားနဲ့စကားပြီးပါမယ် Cả thế gian